ဗီဒီယိုပြန်တင်တော့ပါမယ်ခင်ဗျာအဲ့ဟာလေးလာပြောပြပါဘုတလောတော့plan versus brain soft ဖြစ်ပါမယ်နောက်ပြီးရင်တော့ give ဖောက်ဖို့ရှိပါတယ်အဲ့ဟာကတော့ဒီဟာလေးပါ list တာ litos လေးပါညောင် give ဖောက်ဖို့ရှိပါတယ်ကျွန်တော်ရဲ့အကြံဆုံးကဲတစ်ခုကိုပြောပြနိုင်ရေးဒါပေးပါမယ်ကျွန်တော်ကြိုပြီး friend လောက်ထားကြပါဒီ friend ပြည့်မှာစိုးလို့ပါဒါလေးကတော့ကျွန်တော်ရဲ့အကောင့်လေးပါ user name ပဲမှတ်သွားပါ npc ဆိုတဲ့ဟာလေးပါ user name ကကြောင့် kaungpp4 လေးပါအားလုံးပဲဒီ TV မှာပါဝင်ကြပါသေးလို့ပြောပါတယ် comment ထဲမှာuser name နဲ့နာမည်လေးပဲရေးပေးပါပေါက်တဲ့သူကိုအဲ့ဒါလုပ်ပေးပါမယ် comment လေးနှစ်ခုလည်းရေးပြီနော်